ဘာကြော်ရပါတယ်အကျဉ်းရောက်ပါဘုံကြော်ရရမ်းကောင်းပါလားခုဘလို့ရောင်းလဲအေးရ5ခုပဲ5ခုပဲ9ခုပဲဒီကူတော့ပတ်စံတော်တော်ဖြုံးလာသူ့သိအောင်လို့ဘလို့ပညာပေးရင်ကောင်းမလဲဟေးရတေတာမီးရှို့ထားတယ်တော့မိုက်ကြီးတင်ပါဗျာဦးလေးဒီမှာဇွန်ညော်လေးကျွတ်ကျွတ်ကလေးဖုံးပေးတော့ငုံမလွယ်ရဦးလေးကဖုံးပေးလို့ရတယ်ဦးလေးကဘာရေးသင်းသားပြီးဘာရေးအောင်မလို့လဲမသိရတူသိအောင်လို့ဘလို့ပညာပေးရမလဲဆိုတော့စဉ်းစားနေတာငါဦးလေးကလည်းဘလို့မသိတဲ့လူကိုဘလို့ပညာပေးပြီးဘာရေးများထပ်ရေးအောင်မလို့လဲဒီလိုလေဖျားဟောဇတ်တော်ထဲမှာစင်မဟာမိတ်တမထေအကြောင်းပါတယ်ဦးစင်းဖတ်ဘူးတော့မသိဟုတ်ဖတ်ဘူးတယ်လို့မဖတ်ဘူးတယ်လို့ဘိုးဝါပဲအမိန့်ရှိပါအောင်စင်မဟာမိတ်တမထေဟာကတ္တကလှိုင်လူမှာတည်င်းတော်မီတရားအားထုတ်နေတယ်မဏိမူရေးရောတရားကိုအမြဲတမ်းဆုံးခံကြွလိမ့်ရှိတယ်အဲ့ဒီမှာအင်မတန်ဆင်းရဲတဲ့သားမင်း2ယောက်ရှိတယ်မိခင်ဖြစ်တဲ့လူကစင်မဟာမိတ်တမထေကိုမြင်ပြီးကြတဲ့ကသူ့သားအရင်တယောက်လိုပဲချစ်ခင်တယ်ကလေးမလေးကလည်းသူ့ကိုရင်တယောက်လိုပဲစိတ်ထဲမှာအောင်းမိတယ်မိခင်ကြီးကစင်မဟာမိတ်တမထေကိုမြင်ပြီးသမီးဖြစ်တဲ့သူပြောတယ်အမေမှာသမီးပဲရှိတယ်သားမရှိဘူးဒီလိုသားမျိုးသာမွေးဖွားရတဲ့ပုံကုမျိုးဖြစ်ရင်ဘယ်လောက်မြင့်မြတ်လိုက်မလဲတဲ့သမီးအဖို့လဲမြင့်မြတ်တဲ့အကိုတယောက်ရတာပေါ့တဲ့ဒီနေ့တော့စင်မာမိတ်တမထေစွန့်ခံကြွလာဒီသားမိအိမ်သားရောက်တော့သူတို့ပြောဆိုနေတဲ့ကြားရတယ်ရက်တန့်ပြီးတော့နားဆွင့်မိတယ်ဟောသမီးအမေအလောက်သွားတော့မလို့ကွအမေလေးအိမ်မှာရှိတဲ့ဆန်ဟောင်းလေးကိုထုတ်ပြီးတော့ယူရထားခဲ့တယ်ဆန်ဟိုးထဲမှာအဲ့နားမှာပဲနို့နဲ့ထောပတ်တင်လဲလေအသင့်ထားခဲ့တယ်သမီးကိုရဟလာလို့ရှိရင်သမီးချက်ပြုတ်ပြီးလောင်းလိုက်နော်ကျန်တာလေးတော့သမီးစားလိုက်ပေါ့ကွယ်အမေကတော့ဘာစားမှလဲအေးအမေကတော့အိမ်မှာရှိတဲ့သမီးညာလေးကိုပဲဆံပုံးရည်နဲ့စားပြီးပြီကွယ်နေ့လေစားအောင်အမေနေ့လေစားကြတော့အိမ်မှာရှိတဲ့စကွဲလေးကိုဆံပုံးရည်နဲ့ကျိုးအင်းရွက်ကလေးခတ်တို့သားမီး2ယောက်တော့တော်ပြီပေါ့ကွယ်မဟာမိတ်္တ